ဒီနေ့တော့ငွေကျပ်တသိန်းအောက်မှာရွေးချယ်လိုကောင်းတဲ့အပြင်မှာ promotion တွေပါပေးနေတဲ့ Gadget Max ရဲ့ TWS Earbuds 3ခုအကြောင်းကိုပြောပြပေးမယ်။ပထမဆုံးတစ်ခုကတော့ OWS 01 Sport Type သူ့ရဲ့ဈေးနှုန်းကတော့8000ပဲရှိလိမ့်မယ်။သူ့ရဲ့အဓိက target ကအားကစားသမားတွေအတွက်ရည်ရွယ်ထားတာဆိုတော့ open ear တိုက်နဲ့ပဲဒါအောင်မှနားမှာတက်ထားတဲ့အချိန်တော်တော်လေး comfortable ဖြစ်တယ်။ပြီးတော့တက်ထားတဲ့အချိန်မှာလည်းဒီလိုမျိုးချိန်ပြီးတက်ရတာဆိုတော့ကျွန်တော်အားကစားလုပ်နေတဲ့အချိန်မှာပြေးတာတော့ခုံတာတော့လုပ်တဲ့အချိန်မှာပြုတ်ကြမှာလည်းစိတ်ပူနေစရာမလိုတော့ဘူး။ထုံးစံတိုင်းပဲအားသားလုပ်နေပြီဆိုတော့ကျွန်တော်ချွေးတို့ဘာလို့ထွက်မှာပဲဒီလိုချွေးတွေရေတွေကိုကာကွယ်ပေးဖို့အတွက်လည်းသူ့မှာ IP84 waterproof ကပါလာသေးတယ်။နောက် control လုပ်ဖို့အတွက်ဆိုရင်လည်းသူ့ရဲ့ Nugget တစ်ဖက်ချင်းစီမှာတက်ဆန်စာလေးထည့်ပေးထားတယ်။ပြီးတော့ Bluetooth version ကလည်း 5.4 နဲ့ဆိုတော့တော်ရုံ connection ပြုတ်မှလည်းစိတ်ပူနေစရာမလိုတော့ဘူး။ပြီးတော့ battery အနေနဲ့ဆိုရင်ဒီ case မှာ 500mAh ရှိပါလာမယ်။ပြီးတော့ Nugget တစ်ဖက်ချင်းစီမှာ 50mAh ရှိပါလာမယ်။ကျွန်တော်တို့ 80% လောက်နဲ့တချင်းဇက်တိုက်နားထောင်မှာဆိုရင်9နိုင်လောက်ထိဇက်တိုက်နားထောင်လို့ရတယ်။နောက်တစ်ခုကတော့ဒီ GM70 ANC bus လေးပေါ့နော်။သူကတော့ကျွန်တော် daily သုံးမယ်ဆိုတဲ့သူတွေအတွက် target ထားပြီးတော့ထုတ်ပေးထားတာ။ပြီးတော့သူ့မှာ battery level ကြည့်ဖို့အတွက်ဒီ case ရဲ့အောက်နားလေးမှာ LED display လေးတစ်ခုကိုထည့်ပေးထားသေးတယ်။သူ့ရဲ့အဓိကအားသာချက်ကတော့ active noise cancellation ပါလာတာပေါ့နော်။ဒီလိုမျိုး ANC ပါလာရဆိုပေမဲ့သူကထိပ်မှာ silicone အစွပ်ကြီးကိုသုံးပေးထားတာမဟုတ်ဘူးဆိုတော့တော်ရုံနာ sensitive ဖြစ်တဲ့သူတွေအတွက်ဆိုရင်သူကကွက်တီပဲ။ပြီးတော့ ANC quality လေးကလည်းမစိုးဘူးဗျအဓိကကတော့သူဈေးနဲ့ရှင်းလိုက်မယ်ဆိုရင်အတန်ထွက်တချင်းသားထောင်ရတဲ့ quality လေးကလည်းတော်တော်အဆင်ပြေတယ်သူလည်းပဲ Bluetooth version 5.4 နဲ့ပဲပြီးတော့သူ့မှာ battery က 400mAh ရှိပါလာမယ်ပြီးတော့ဒီ Nugget တစ်ဖက်ချင်းစီမှာ 35mAh ရှိပါလာမယ်သူ့ကိုတော့ကျွန်တော်တို့ active noise cancellation ဖွင့်ပြီးတော့သုံးမယ်ဆိုလို့ရှိရင်4နိုင်အထိရမယ် active noise cancellation ပိတ်ပြီးတော့သုံးမယ်ဆိုလို့ရှိရင်6နိုင်ဝန်းကျင်လောက်ထိသုံးလို့ရတယ်ပြီးတော့သူလည်းပဲအားပြန်သွင်းဖို့အတွက်က Type C ပေါက်ကိုသုံးပေးထားတယ်နောက်ဆုံးတစ်ခုကတော့ game ဆိုမှ game ဆိုတဲ့ဆရာသမားတွေအတွက် GM25 Gaming TWS Earbudsသူက gaming ဘက်ကိုအသားပေးထားတဲ့ Nugget ဘီတာစွာနဲ့ပဲ aggressive ဖြစ်တဲ့ design နဲ့ပဲဒီအတွင်းဘက်မှာ lighting လေးတစ်ခုထည့်ပေးထားတယ်ဒီအပေါ်ဘက်က lid လေးကိုတော့ transparent ပုံစံ design လေးကိုသုံးပေးထားတယ် gaming ဘက်ကိုအသားပေးထားတဲ့ Nugget ဆိုတော့ game လေးကအတန်တွေကို focus လုပ်လို့ရအောင်သူ့ရဲ့ထိပ်မှာ silicone အစွပ်ပုံစံ design နဲ့လာမယ်ပြီးတော့ဒီ Nugget လေးထဲမှာ ESC မိုင်နှလုံးကိုထည့်ပေးထားရဆိုတော့ကျွန်တော် game ဆော့နေတဲ့အချိန်မှာတစ်ဖက်နဲ့တစ်ဖက် communication လုပ်ရတာလည်းအဆင်ပြေတယ်နောက် gaming Nugget တွေရဲ့အဓိကအပိုင်းဖြစ်တဲ့ latency ဘိုင်းမှာဆိုရင်လည်းသူက game ကို on ထားမယ်ဆိုလို့ရှိရင်60 millisecond အထိ latency ကို short ချပေးရပါတော့ဆိုတော့60 millisecond ဆိုတော့ Bluetooth earbud ဆိုပေမဲ့ latency တော်တော်လေးနည်းလို့ပြောလို့ရတယ်ဘက်ထရီကတော့သူ့မှာ 320mAh ရှိပါလာမယ်ကျွန်တော်တို့တချင်းဇက်တိုက်နားထောင်မှာဆိုလို့ရှိရင်9နိုင်ဝန်းကျင်လောက်ထိဇက်တိုက်နားထောင်လို့ရတယ်ဒါမှအပြန်သွင်းဖို့အတွက်ကလည်းသူက Type C နဲ့ဟိုမှာကျွန်တော်တို့တနိုင်ခွဲဝန်းကျင်လောက်ပဲအားသွင်းရတယ်ဆိုတော့ဒီ GM25 Gaming TWS Earbuds တွေရတယ်သူဈေးနဲ့ပြန်တွက်မယ်ဆိုလို့ရှိရင်တော့ game ဆော့မယ်ဆိုတဲ့သူတွေအတွက်ရွေးချယ်စရာကောင်းတဲ့ Nugget လေးတစ်ခုဆိုရင်လည်းမမှားဘူး။ Okay အခုကျွန်တော်ပြပြပေးသွားတာတွေကငွေကျပ်3သိန်းမကျော်တဲ့ Gadget Max ရဲ့ TWS Earbuds 3ခုအကြောင်းပြပြပေးသွားတာ။ဆိုတော့ဒီကောင်လေးတွေကဈေးနှုန်း3သိန်းမကျော်တဲ့အပြင်မှာခုချိန်ဝင်မယ်ဆိုလို့ရှိရင် Premium Gift Set လက်ဆောင်ပေးသွားမယ်လို့လည်းသိရတယ်။ဒီ Premium Gift Set ထဲမှာဘာတွေပါလဲဆိုတော့ကျွန်တော် Cross Body Bag တစ်ခုပါလာမယ်။ပြီးတော့ Type C Charger Set တစ်ခုပါလာမယ်။ပြီးတော့ Flow Music App ကိုမှကျွန်တော်6လ free သုံးခွင့်အပြင်ကို Premium Service Warranty 2 year လည်းပါလာတယ်ဆိုတော့ခုချိန်ဝင်မယ်ဆိုရင်တော်တော်လေးတန်တဲ့အကြောင်းလက်တော့ပေးလိုက်တယ်ဗျ။